တာသမီကိုဂယူဆိုင်ရင်စီးပွားရေးမလုပ်နိုင်ဘူးစီးပွားရေးလုပ်ရင်တာသမီကိုဂယူမဆိုင်နိုင်ဘူးဆိုတဲ့သူတွေတော့ပြောပြတာပါတစ်ခါတလေကြတော့လေအဲ့လိုမျိုးပေါ့အလုပ်နေတဲ့အလုပ်ကိုဥပမာ2ခုလုပ်နေတယ်ကိုကစီဒီကလေးထိန်းတယ်ပြီးရင်အိမ်မှုကိစ္စလုပ်တယ်ဒါတွေပဲနောက်တော့ထပ်မလုပ်နိုင်တော့ဘူးလို့ထင်နေတာကတော့တကယ်တော့ကိုအဲ့လိုမျိုးထင်နေလို့သာလည်းဆက်ပြီးမလုပ်နိုင်တာပါဆက်ပြီးလုပ်ကြည့်လိုက်ပါနောက်ထပ်တစ်ခုလောက်တစ်ခုစီးပွားရေးလုပ်တာပဲဖြစ်ဖြစ် online shop လုပ်တာပဲဖြစ်ဖြစ်တစ်ခုခုလုပ်ကြည့်လိုက်ပါလုပ်ရင်းကနေပြီးတော့ဘယ်လိုအချိန်မှာဘယ်အရာကိုဘာလုပ်ရမလဲဆိုတော့တခါတည်းတန်းပြီးတော့သိလာပါတယ်အချိန်တွေလည်းအများကြီးရလာပါတယ်တကယ်ကတော့မလုပ်လို့ပါเนาะကျွန်တော်တို့လည်းအရင်ကဒီကလေးတစ်ဖက်နဲ့အလုပ်တစ်ဖက်နဲ့လုပ်တယ်ဒီကြားထဲမှာကျမကြီးလိုက်စားလို့မရဘူးလမ်းလျှောက်လို့မရဘူးဂျင်သွားလို့မရဘူးဒါမျိုးတွေပဲထင်ခဲ့တာတကယ်လုပ်ကြည့်တဲ့အခါမှာလုပ်ကြည့်လိုက်အောင်မယ်လေလို့ဆိုပြီးလုပ်ကြည့်လိုက်တဲ့အခါမှာတကယ်လုံးနိုင်တာတော့တွေ့ရပါတယ်ခုဆိုရင်ကိုယ့်ရဲ့confidence level လေးလည်းတက်လာတယ်နောက်တစ်ခါလုံနိုင်တဲ့ scale power တွေလည်းတက်လာပါတယ်ဒါကြောင့်အမျိုးသမီးတွေဒီအရန်ကိုစားရအကုန်လုံးထပ်ပြီးဖြည့်ပြီးတော့လုံနိုင်တဲ့အရာတွေအများကြီးရှိပါတယ်လို့ချက်ခင်စွာဖြင့်confidence နေရလာအောင် motivation နေနဲ့ပေးလိုက်ပါတယ်เนาะဒီထက်အများကြီးလုံနိုင်ပါသေးတယ်အဲ့မှာအမြဲတမ်းကိုပြန်ပြီးပြောနေတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကတော့ I can do it ဘယ်လောက်ပြဿနာတွေပဲတက်လာ I can do it ဆိုပြီးတော့ဖြည့်ရှင်းလိုက်တာတချို့အရာတွေအရန်ကိုခက်ခဲတယ်ဒုက္ခတွေများစွာလည်းကြုံခဲ့ရပါတယ်အဲ့ဒါတွေအကုန်လုံးကိုလည်း I can do it ဆိုတဲ့အရာနဲ့ဖြည့်ရှင်းခဲ့ပါတယ်ကျေးဇူးတင်ပါတယ်